ဆိုင်ရာတခြားယောဂလေးတွေနဲ့ကြောင့်လက္ခဏာလေးစင်တူတာလေးရှိရပေါ့နော်အဲ့ဒီတော့ဒီလူတော်များများမှာဒီနားလည်မှုလေးတွေလွဲနေတယ်ပေါ့နော်မှားတတ်တဲ့ဒီပါကစ္စတန်ယောဂနဲ့ပတ်သက်တဲ့အချက်လေးတွေအောင်ဟိုမှာဘာလေးတွေများဖြစ်မလဲရှင်ဟုတ်ကဲ့ပါဒီလူအများမှားယွင်းနားလဲလေတဲ့အချက်ကလေးတွေကတော့အရေးကြီးဆုံးအချက်ကတော့ဒီယောဂအကြောင်းသိရှိမှုအားနည်းတာပေါ့အသက်ကြီးတဲ့လူတွေမှာတော်တော်များများမှာဖြစ်တယ်နှေးတယ်လေးတယ်တုံတယ်တွေဖြစ်လာပြီဆိုလို့ရှိရင်ဒါအားလုံးကမိသားစုဝင်တွေကိုနိုင်ကိုကဒါအသက်ကြီးလို့နှေးလာတာเนาะအားနည်းလို့တုံတာကြီးပေါင်းကြောင်းမလို့ခြေတွေလက်တွေတောင့်တင်းတာလို့သတ်မှတ်ပြီးတော့လစ်လျူရှုထားကြတယ်တေချာကုသမှုမရကြဘူးပေါ့เนาะအဲ့တော့ယောဂရှိမှန်းမသိကြတာပေါ့ဘယ်အချိန်မှပဲယောဂရှိမှန်းသိလဲဆိုလို့ရှိရင်ဒီလဲသွားမှလဲပြီးကျိုးတာတို့နောက်အစာသီးပြီးအဆုတ်ရောင်ယောဂဖြစ်တာတို့အဲ့ဒါတွေကြာတော့မှပဲဈေးရုံဈေးကန်းကိုရောက်လာပြီးတော့ယောဂရှိမှန်းသိကြတဲ့အခြေအနေတွေလည်းရှိပါတယ်နောက်မျိုးကကြတော့ဒီလက်တုံတိုင်းပါကင်ဆန်ပေါ့တချို့တွေကြတော့ကျွန်တော်တို့လက်တုံနဲ့ဒါပါကင်ဆန်ယောဂဖြစ်ပြီလားမသိဘူးဆိုပြီးတော့အရန်စိုးရင်ကြားတဲ့သူတွေလည်းရှိပါတယ်အဲ့တော့ပြောချင်တာကတော့ဒီလက်တုံတိုင်းပါကင်ဆန်ယောဂမဟုတ်ပါဘူးဒီမျိုးရိုးလိုက်တဲ့တခြားလက်တုံတဲ့ယောဂတွေလည်းရှိသလိုတခြားဆေးတွေเนาะတခြားယောဂတွေကလည်းလက်တုံတတ်ပါတယ်ဒီပါကင်ဆန်ယောဂတိုင်းကလည်းလက်မတုံဘူးเนาะအဲ့တော့လက်မတုံတဲ့ပါကင်ဆန်ယောဂါတွေလည်းရှိရတဲ့အတွက်ကြောင့်မလို့လက်တုံတိုင်းပါကင်ဆန်ယောဂါမဟုတ်ဘူးဆိုတာလေးလည်းပြောချင်ပါတယ်နောက်တစ်ခုကကြတော့ဒီပါကင်ဆန်ယောဂါဖြစ်ပြီးဆိုလို့ရှိရင်တချို့ကတော့ဒါပြောက်အောင်ကုလို့ရတယ်လို့ထင်ကြတယ်အဲကြောင့်တချို့ကျမရှိလာတွေ့တဲ့နာတွေဆိုလို့ရှိရင်ဆရာမဒီဆေးတွေနဲ့ကောင်းသွားမှာပါเนาะပျောက်သွားမှာမလားဒါတွေမေးလေးမေးထားရှိပါတယ်တကယ်တော့ပါကင်ဆန်ယောဂါဆိုတာပျောက်ကင်းအောင်တော့ကုဖို့ခက်ပါတယ်ဒါပေမဲ့လည်းဟိုဆေးတွေနဲ့ဒီလက္ခဏာတွေသက်သာအောင်လုပ်ပေးလို့ရပါတယ်ကုသပေးလို့ရပါတယ်နောက်အချက်အနေနဲ့ကတော့ဒီဆေးတောက်တဲ့ပုံစံလေးတွေလွဲတာပေါ့နော်ဗမာလူမျိုးတွေတော်တော်များများကဆေးတောက်ပြီးဆိုလို့ရှိရင်အစာလေးစခုခုရှိတော့မှအခုလေးစားပြီးတော့မှဆေးတောက်လိုက်ရမှအဲ့လိုမျိုးတွေဒါပေမဲ့ဒီပါကင်ဆန်ယောဂါကိုတောက်တဲ့လီဗိုဒိုပါဆိုတဲ့ဆေးကြတော့အဲ့လိုမဟုတ်ပါဘူးသူကဆေးကိုအစာစားပြီးတိုင်းတောက်လို့မရပါဘူးအစာနဲ့ချားပြီးတောက်ရမယ်ဘာဖြစ်လဲဆိုတော့ဒီဆေးတွေတောက်တဲ့အစာတွေစားလိုက်တယ်ဆိုလို့ရှိရင်ဆေးရဲ့အာနိသင်တွေရော့သွားတတ်တယ်เนาะအဲ့ဒါလေးတစ်ခုကိုအသိပေးချင်ပါတယ်နောက်တစ်ခုကကျတော့ဆေးတွေတောက်လို့ရှိရင်ကျွန်တော်တို့ကလူနာတွေပြောတယ်ဆေးတွေကိုဆရာမတို့မှားထားတဲ့အချိန်အတိအကျအတိုင်းတောက်နော်လို့ဆိုပြီးမှားတယ်အဲ့တော့ဟိုအရန်လိုက်နာတဲ့သူတွေရှိတယ်နိအဲ့ဒါဆိုလို့ရှိရင်တို့ကအလန်းပေးထားပြီးတော့6နာရီကြားတယ်8နာရီကြားတယ်အဲ့ဒါတွေအလန်းပေးပြီးတောက်တယ်တောက်တဲ့အခါကျတော့ဘာတွေဖြစ်လဲဆိုတော့ည7နာရီလောက်ကိုအလန်းပေးပြီးထတောက်ကောကျို့မိသားစုဝင်တွေလည်းမနေ့6နာရီလူနာကမနိုးသေးဘူးအဲ့နေတော့နှိုးပြီးစေးတိုက်ကောအဲ့လိုမျိုးတွေလုပ်တဲ့အခါကျတော့လည်းဘာဖြစ်လဲဆိုတော့ပါကင်ဆန်လူနာတွေကအစတွေကမှခဏအိပ်ရခက်တယ်ခဏနိုးတယ်ဆိုတော့သူကအိပ်တဲ့ဟာတွေမှာတော်တော်လေးအနှောက်အယှက်ဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီလိုမျိုးလဲလုပ်လို့မရဘူးလုပ်ဖို့လည်းမလိုပါဘူးသူနိုးလာတဲ့အချိန်မှသာတိုက်ပါလို့ပဲမှားချင်ပါတယ်နောက်တစ်ခါကျတော့ဒီပါကင်ဆန်ဆေးပေါ့အဓိကလီဗိုဒိုပါဆေးတွေကသူကခန္ဓာကိုယ်အရန်ကိုတက်ကြွစေတယ်လှုပ်ရှားမှုတွေကိုကောင်းလာစေတယ်ဖြက်ဖြက်လက်လေးဖြစ်လာတယ်အဲ့တော့ဒီလိုမျိုးနှင်းနေလေးနေတဲ့ပါကင်ဆန်ယောဂလူနာတွေကဒီဆေးတောက်ရင်အရန်ကိုသဘောကျတယ်သွားလာတာတွေပေါ့သွားတယ်အဲကြောင့်မလို့တငယ်ချင်းတွေနဲ့အပြင်ထွက်ဖို့ရှိတာတို့မိသားစုတစ်ခုသွားဖို့ရှိတာတို့ဆိုဒီဆေးလေးကိုတောက်ပြီးတော့တောက်တယ်ညွှန်ကြားထားတာမဟုတ်ဘဲနဲ့သွားလို့လာလို့ကောင်းအောင်ဆိုပြီးအဲ့လိုတောက်ရင်နဲ့ဆေးတွေကိုပို့ပြီးတောင်းမိတာတွေဖြစ်တတ်ပါတယ်အဲကြောင့်မလို့ဒီဆေးတွေဒီတန်ဆေးလွန်ဘေးဆိုတဲ့အတိုင်းပဲများရင်လည်းမကောင်းပါဘူးခန္ဓာကိုယ်အစိတ်တောက်တွေဖြစ်စေတယ်ဆိုတာလေးကိုလည်းအသိပေးခြင်းနဲ့နောက်တစ်ခုကတော့ဒီတောက်လက်ဆဆေးတွေကိုရုတ်တရက်ရက်လိုက်တာပေါ့ဆေးတွေတောက်ရတာများလို့မတောက်တော့ပဲရက်လိုက်တယ်နောက်ကကျတော့နေရောက်သွားလို့ဆေးရလည်းအလန့်ဝေးတယ်မရတော့ဘူးဒါကြောင့်ရက်လိုက်တယ်နောက်တစ်ခါကျတော့ဖျားလို့တခြားပိုးသက်ဆေးတွေနဲ့မတည့်မှာရောတောက်လို့မရဘူးထင်နေလို့ဆေးကိုခဏရက်ထားတယ်ဒါမျိုးတွေလည်းဖြစ်ကြပါတယ်တော့အဲ့ဒါကလည်းအရန်ကိုအနေရရှိပါတယ်ပါကင်ဆန်ယောဂဆေးလီဗိုဒိုပါဆိုတဲ့ဆေးတွေကိုရုတ်တရက်ရလိုက်လို့ရှိရင်ယောဂတွေပိုကြွပြီးတော့အသက်အနေရထိပါရှိနိုင်ပါတယ်ဒါကြောင့်မလို့ဆရာဝန်ညွှန်ကြားတဲ့အတိုင်းပဲဆေးတွေကိုလိုက်နာပြီးတောက်ပါရုတ်တရက်ရက်လိုက်ပါနဲ့လို့ကျွန်မအသိပေးခြင်းနဲ့ပြောချင်ပါတယ်ဟုတ်ကဲ့ပါရှင်နောက်ဆုံးတစ်ခုကတော့ဒီပါကင်ဆန်ယောဂဖြစ်ပြီးဆိုလို့ရှိရင်တချို့လူတွေကကြတော့ဆေးတောက်လို့ရှိရင်တက်တာတယ်လို့ပဲယူဆတယ်ဒီလေ့ကျင့်ခန်းတွေလုပ်ဆရာမလိုဘူးလို့ထင်တယ်နောက်ဆေးတောက်တယ်နောက်ဆရာမဆေးတောက်တယ်တိတ်လည်းမတက်တာဘူးဒါမျိုးတွေပြောကြပါတယ်
အဲ့ဒါတွေကတော့ကျွန်မကုသမှုပုံတွေထဲမှာတော့နောက်ပိုင်းမှာပြောသွားမှာပါ။ပါကင်ဆန်ယောဂဆိုတာဆေးတောက်တာတစ်ခုတည်းနဲ့မလုံလောက်ဘူးလေ့ကျင့်ခန်းကမဖြစ်မနေလုပ်ကိုလုပ်ရမယ်အရေးကြီးတယ်ဆိုတဲ့အချက်ကလေးကိုအသားပေးပြီးပြောချင်ပါတယ် ဟုတ်ကဲ့ပါမဟုတ်ဒီလိုဆိုလို့ရှိရင်ဒီမှာဒီပါကစ္စတန်ယောဂမှာခေါ်ဒီလိုမျိုးမျိုးစားခွဲခြားထားတာမျိုးလေးတွေရှိလားဘယ်လိုမျိုးလေးတွေနဲ့မျိုးစားခွဲခြားလို့ရလဲပေါ့နော်ပြပြပေးပါအောင်ရှင်မမဟုတ်ကဲ့ပါဒီပါကစ္စတန်ယောဂဆိုတာအုံနောက်နဲ့အောင်ကျော်ပျက်စီးတဲ့ယောဂပေါ့ neurodegenerative disease ဖြစ်တဲ့အတွက်ကြောင့်မလို့ကြာလာတာနဲ့အမျှယောဂလက္ခဏာတွေကတဖြည်းဖြည်းချင်းတိုးလာတတ်ပါတယ်ဟုတ်ကဲ့ဒါကြောင့်မလို့ဒီပါကင်ဆန်ယောဂရဲ့ကုသပုံတွေမှာအထောက်အကူဖြစ်စေဖို့ပါကင်ဆန်ယောဂရဲ့အဆင့်တွေကို၅ဆင့်ခွဲခြားသတ်မှတ်ထားတယ်အဆင့်1ကတော့ဒီအစောပိုင်းပဲတုံနာလေးတောက်နာလေးဒါလောက်ပဲအဲ့ဒါလည်းတစ်ဖက်လက်တစ်ဖက်ခြေတစ်ဖက်အဲ့လောက်မှပဲဖြစ်သေးတယ်သိမသိတာဘူးဟုတ်ကဲ့เนาะတချို့ဆိုယောဂရှိမှန်းတော့မသိတဲ့အဆင့်ပေါ့เนาะအဆင့်2ကတော့နည်းနည်းလေးပိုသိတာလာတယ်ဒီနှစ်ဖက်စလုံးခြေတွေလက်တွေနှစ်ဖက်စလုံးမှာနည်းနည်းပိုတုံလာတယ်တောက်လာတယ်သွားတာလာတာလေးတွေလှုပ်ရှားမှုလေးတွေမသိမသာလေးတော့နှေးကွေးလာတယ်ဒါပေမဲ့အဆင့်1အဆင့်2လောက်ကတော့ပြဿနာမရှိဘူးကိုဟာကိုသွားလာလှုပ်ရှားနိုင်တယ်သူများအနည်းတူလုံနိုင်သေးတယ်အဆင့်3ရောက်လာပြီဆိုလို့ရှိရင်တော့တိတိတတ်တာလေးနှေးလာလေးလာတဲ့အဆင့်လို့ပြောရမယ်ဟန်ချက်မညီတာလေးတွေလည်းစဖြစ်လာတယ်เนาะဒါပေမဲ့သူ့ဟာသူတော့သွားလာလှုပ်ရှားနိုင်သေးတယ်ဟုတ်ကဲ့เนาะတချို့ဒီဘောင်းမီဝစ်တာတို့အင်ချီဝစ်တာတို့ဒါမျိုးလေးတွေမှာနည်းနည်းတော့အခက်ခဲရှိတာလေးလောက်အဆင့်လောက်ပဲရှိတယ်ဒီအဆင့်၄ကျတော့ဟန်ချက်မညီတာအပြင်လဲကျနိုင်တဲ့အဆင့်တွေပေါ့เนาะဖြစ်လာတယ်တယောက်တည်းသွားလို့အဆင်မပြေတော့တော့ဘူးနော်လမ်းလျှောက်ဖို့ဆိုလို့ရှိရင်လည်းဒုတ်ကောက်တို့ဒေးချောင်းတောက်တို့ဒါမျိုးလေးတွေလိုလာတယ်။နောက်သူ့ကိုတယောက်တည်းထားခဲ့ဖို့လည်းအဆင်မပြေတော့ဘူး။ထားတာထိုင်တာသွားတာလာတာမှာလူတယောက်ဘေးမှာအမြဲရှိနေဖို့တင့်တယ်။ဘာလို့ဆိုအရန်လဲနိုင်နေပြီ။အဲ့အဆင့်၄မှာဆိုလို့ရှိရင်အဆင့်၅ကတော့အစိုးဆုံးအဆင့်ပေါ့နော်။အဆင့်9ရောက်ပြီဆိုလို့ရှိရင်မတ်တက်တောင်ရမ်းနိုင်တော့ဘူးခန္ဓာကိုယ်တွေကအရန်ကိုတောင့်တင်းလာပြီးတော့အဲ့တော့အဆင့်9ရောက်ပြီဆိုလို့ရှိရင်တော်တော်များများကwheel chair ကိုတုံးနေရပြီအဲ့ရထဲမှာပဲပလက်အနေထားနဲ့စားတာတောက်တာဒါမျိုးလေးတွေလောက်ရတဲ့အဆင့်ဖြစ်နေတယ်ပေါ့နော်ဒီအဆင့်9မှာဒီလိုမျိုးအစာတီးတာတို့ဒါတွေလည်းအဆင့်9မှာဖြစ်လာကြတယ်နောက်တစ်ခါကျတော့ဒီစိတ်အာရုံတွေချုပ်ချားတာတွေမှတ်ဉာဏ်တွေအားနေတာတွေကလည်းဒီအဆင့်9နော်အဆင့်တွေမှာပို့ပြီးတော့တွေ့ရလေရှိပါတယ်ဟုတ်ကဲ့ဒီပါကင်ဆန်ယောဂအဆင့်တစ်ဆင့်နဲ့တစ်ဆင့်ကိုကူးပြောင်းဖို့ဆိုတာတယောက်နဲ့တယောက်ကမတူတချို့ကြတော့လေအဆင့်1ကနေ3အထိကိုပြောင်းဖို့ကအနှစ်10နှစ်15နှစ်လောက်ကြာတော့မှရောက်သွားတယ်အဲ့တော့စနစ်တကျဈေးတွေတောက်တာကုသမှုခံယူတာလေ့ကျင့်ခန်းလုပ်တာတွေနဲ့အဆင့်တွေတစ်ဆင့်နဲ့တစ်ဆင့်ပို့ပြီးတော့မြန်မြန်လေးမတိုးအောင်ကာကွယ်ထိန်းထားပေးလို့ရပါတယ်ဟုတ်ကဲ့ပါမဟုတ်ဒီလိုဆိုလို့ရှိရင်နောက်တစ်ခုကပေါ့နော်ဒီပါကစ္စတန်ယောဂါကိုဒီကုသဖို့အတွက်ဆိုလို့ရှိရင်ငေါ့မှာဘယ်လိုနည်းလမ်းလေးနဲ့ကုသလို့ရလဲပြီးတော့ဒါကလုံးဝကြီးလို့ပေါ့နော်အရှင်းပြောင်းအောင်လို့ရောကုသလို့ရနိုင်ပါလားရှင်မမကဲပါကင်ဆန်ယောဂါကိုလုံးဝပျောက်ကင်းအောင်ဒါမှမဟုတ်လို့ရှိရင်ပို့ပြီးတော့ဆိုပဲရက်သွားအောင်ပေါ့နော်ကုနိုင်မဲ့နီးလန်းတော့အခုချိန်ထိတော့မရှိသေးပါဘူးဒါပေမဲ့ဒီယောဂလက္ခဏာတွေကိုတတ်သားပြီးတော့လက်ရှိအခြေအနေမှာစိတ်ရောကိုယ်ပါအကောင်းဆုံးနေနိုင်ဖို့ quality of life ကောင်းအောင်အတွက်တော့စနစ်တကျပြုစုကုသပေးလို့ရပါတယ်ဒါပေမဲ့အဲ့လိုကုသမှုပေးတဲ့နေရာမှာလည်းဆရာဝန်တယောက်တည်းနဲ့မရပါဘူးဒီအုံနောက်နဲ့အာရုံကြောအထူးကူတွေစိတ်ပိုင်းဆိုင်ရာအထူးကုဆရာဝန်တွေပင်လန်တန်ဆန်းရေးဆရာဝန်တွေပညာရှင်တွေပေါင်းပြီးတော့ကုသမှသာအကျိုးရှိပါတယ်။ဒါအပြင်မိသားစုဝင်တွေကလည်းဝိုင်းဝန်းပြီးတော့စောင့်ရှောက်ပေးဖို့လိုအပ်ပါတယ်။အရေးကြီးဆုံးကတော့ဝေဒနာရှင်တွေနဲ့ဒီကုသမှုပေးနေတဲ့ဆရာဝန်တွေကြားမှာယုံကြည်မှုနဲ့အပြန်အလှန်လေးစားမှုရှိဖို့လိုအပ်ပါတယ်။ပါကင်ဆန်ယောဂါကိုကုမယ်ဆိုလို့ရှိရင်တော့ဒီဆေးဝါးတွေကိုစနစ်တကျတောက်သုံးဖို့လိုပါတယ်ဒီလီဗိုဒိုပါဆိုတဲ့ဆေးတွေကိုလည်းအချိန်တိကျတောက်ဖို့အရေးကြီးတယ်မှာချင်တာကတော့ဒီဆေးကိုပရိုတင်းဓာတ်တွေများတဲ့အသားတို့ငါးနို့တွေဥတွေနဲ့အတူတူတွဲပြီးမတောက်ရဘူးဆေးကိုအစာမစားခင်နိုင်ဝက်လောက်ကြိုပြီးတောက်တာအကောင်းဆုံးဖြစ်ပါတယ်နောက်တစ်ခါကျတော့လေ့ကျင့်ခန်းပုံမှန်လုပ်ရမယ်နော်အဲ့တော့လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာယောဂါကိုပိုမဆိုးလာအောင်တားနိုင်တဲ့အကောင်းဆုံးနည်းလမ်းလို့တွေ့ရှိထားပါတယ်နော်အဲ့တော့လေ့ကျင့်ခန်းလုပ်ရမယ်ဆိုတဲ့အခါမှာလည်းဒီပါကင်ဆန်ယောဂါရှင်တွေတယောက်နဲ့တယောက်မတူပါဘူးလုပ်ပုံလုပ်နည်းတွေကလေပါကင်ဆန်ယောဂါအဆင့်1နှစ်တိတ်ပြီးတော့မဆိုးသေးတဲ့အဆင့်တွေမှာဆိုလို့ရှိရင်တော့ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလမ်းခွက်တွတ်လျှောက်တာပြေးတာနော်နောက်ရေကူးတာလက်ဝဲထိုးတာအပြင်မှာတွေထွက်ပြီးစပိန်နေတာဒါတွေကအကျိုးရှိပါတယ်ဒါပေမဲ့အဆင့်လဲနိုင်တဲ့အဆင့်တွေပေါ့နော်အဆင့်3 4ဒီလောက်ရောက်လာပြီဆိုလို့ရှိရင်တော့ဟန်ချက်တွေညီဖို့သူ့ကိုမလဲဖို့အတွက်ကိုဟန်ချက်ထိန်းတဲ့လေ့ကျင့်ခန်းတွေကိုသက်ဆိုင်ရာဒီလေ့ကျင့်ခန်း
ဆရာဝန်တွေနဲ့ပြပြီးတော့ကုသမှုလေ့ကျင့်မှုလိုအပ်ပါတယ်ဘယ်လိုမျိုးလေးလဲဆိုလို့ရှိရင်တော့ဒီအိမ်ထဲမှာ stationary bicycle တွေလည်းစီးတာနောက်ကကျတော့ဒီတိုက်ချိပေါ့နော် slow dance လေးတွေလောက်တာနဲ့ဟန်ချက်ညီအောင်ဒါထိန်းပေးလို့ရပါတယ်လေ့ကျင့်ခန်းလုပ်ပြီးဆိုလို့ရှိရင်လည်းတစ်ရက်ကိုနိုင်ဝက်တစ်ပတ်ကို9ရက်เนาะအနည်းဆုံးတော့လုပ်ပေးဖို့လိုပါတယ် ဟုတ်ကဲ့မမဟုတ် နောက်တစ်ခုကျတော့ဒီပါကင်ဆန်ရောဂါဖြစ်တဲ့လူတွေကခဏခဏလဲတက်တယ်ဟန်ချက်မညီဘူးလမ်းခဏခဏခလုတ်တိုက်တယ်ဒါကြောင့်မလို့သူတို့ရဲ့ပတ်ဝန်းကျင်ကိုလည်းပြောင်းလဲပေးဖို့လိုပါတယ်နော်ပါကစ္စတန်လူနာတွေရှိတဲ့အိမ်တွေမှာဆိုလို့ရှိရင်အလင်းရောင်တွေပေါ့နော်ကောင်းကောင်းရအောင်လုပ်ပေးရမယ်နောက်ကော်စောတွေရှိနေလေဖယ်ရှားပြရမယ်ဘာဖြစ်လို့လဲဆိုတော့ခလုတ်တိုက်တက်လို့နောက်တစ်ခါကျတော့ဒီရှောင်းလန်းတွေမှာရှိတဲ့တားဆီးတွေကိုလည်းဖယ်ရှားထားရမယ်နောက်ရေချိုးကအိမ်သားတွေမှာဆိုလို့ရှိရင်အထိုင်ထတွေမှာမလဲစေဖို့လက်ထိုင်တန်းနေတက်ထားရင်တော့အကောင်းဆုံးပါပဲဟုတ်ကဲ့ပါနောက်ပြီးတော့ဒီပါကင်ဆန်ရောဂါဖြစ်တဲ့လူတွေကဝမ်းအရမ်းချုပ်တယ်ဝမ်းချုပ်လို့ရှိရင်ဒီပါကင်ဆန်ဆေးတွေရဲ့စုပ်ယူမှုတွေကအားနည်းသွားတတ်တယ်။ဒါကြောင့်မလို့ဝမ်းမချုပ်အောင်ဟင်းသီးဟင်းရွက်တွေများများစားတာရေများများတောက်တာတွေလုပ်ဖို့လိုပါတယ်။နောက်ပါကင်ဆန်ရောဂါမှာပေါ့နော်ဟိုမေးကြတယ်ဘယ်လိုမျိုးအစားအသောက်တွေကိုစားရမလဲဘာတွေကိုရှောင်ရမလဲဆိုပြီးတော့မေးကြတာတွေလည်းရှိပါတယ်။ပါကင်ဆန်ရောဂါနဲ့အတွက်ဆိုလို့ရှိရင်တော့တီးသန့်ရှောင်ရမယ်အစားအသောက်ပုံစံမရှိဘူး။ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေတို့ကတော့မြေထဲပင်လဲdiet လို့ခေါ်တဲ့ဒီအသီးနှံတွေအသီးအရွက်တွေအစိအစံတွေနောက်ငါးနောက်အခါကျတော့တန်လွင်စီဒါမျိုးတွေပါတဲ့စားတောက်ပုံစံမျိုးနဲ့ဒါစားတောက်ဖို့တော့အကြံပြုပါတယ်နောက်တစ်ခါကျတော့ဘာပဲစားဒီ protein ပါတာတွေကိုစားလို့ရှိရင်တော့ဒီဆေးတွေနဲ့တွဲမတောက်ပါနဲ့ပေါ့နော်ဒီဟာမျိုးလေးတွေကိုပဲအကြံပေးချင်ပါတယ်နောက်ပိုင်းပါကင်ဆန်ယောဂဖြစ်လာပြီးဆိုလို့ရှိရင်ဒီစိတ်ဖိစီးမှုတွေစိတ်ပိုင်းဆိုင်ရာတွေရမ်းပြောင်းလဲတွေဖြစ်တယ်ဟုတ်ကဲ့သူတို့ကကိုအားမရဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီမိသားစုထဲမှာပဲဖြစ်ဖြစ်လှုပ်ခွင်မှာပဲဖြစ်ဖြစ် तू ကနှေးပြီးကြံနေတယ်။နှေးပြီးကြံနေတော့သူများနည်းတူမလုံနိုင်ဘူး။အလှုပ်ခွင်မှာလည်းဟိုအထက်လူကြီးတွေကမသိလို့ရှိရင် तू ကပြင်းလို့ပြင်းရွယ်လုံနေတယ်။သူ့ကိုခိုင်းလိုက်လို့ရှိရင်အလုံးမတွင်ဘူး။ဒါမျိုးလေးတွေထင်ပြီးတော့အထင်မှားကြတယ်။အဲ့လိုတွေဖြစ်တဲ့အခါကျတော့ तू ကထက်စိတ်ဖိစီးမှုတွေအရမ်းများတယ်။စိတ်ဖိစီးမှုတွေများတယ်သူတို့စူလေးအလုံးမပြီးလို့စူလေးပြောလေးပို့ပြီးတော့စိုးရင်စိတ်တွေများလေယောဂပိုးဆိုးလေဒါတွေနဲ့တန်တရားတွေလဲနေအဲအကြောင်းမလို့တို့ကနောက်ပိုင်းကျရင်အပြင်မထွက်ချင်တော့ဘူးလူတွေနဲ့မတွေ့ချင်တော့ဘူးဘာမှလှုပ်ချင်ကြင်ချင်စိတ်လည်းမရှိတော့ဘူးဒါမျိုးတွေအထိဖြစ်လာနိုင်ပါတယ်ဒါကြောင့်မလို့ဒီလိုလက္ခဏာတွေဟိုတက်တာစေဖို့ပေါ့နော်ဒီသူတို့စိတ်ပန်းဖြေတာတွေလုပ်ပေးရမယ်လူမှုဆက်ဆံရေးတွေကောင်းလာအောင်ဘေးကနေပြီးဝိုင်းဝန်းပြီးလုပ်ပေးရမယ်နောက်သူတို့ကိုလည်းနားလည်ပေးရမယ်နော်အဲ့ဒါကြောင့်မလို့နိုင်ငံတကာမှာတော့ဒီပါကင်ဆန်ယောဂဝေဒနာရှင်တွေကိုကူညီပေးတဲ့အဖွဲ့အစည်းတွေဒီဝေဒနာရှင်တွေပေါင်းထားတဲ့အသင်းအဖွဲ့တွေပေါ့နော်အဲ့ဒါကနေပြီးတော့ဥဆောင်ပြီးတော့ဒီဝေဒနာရှင်တွေအချင်းချင်းတွေ့ဆုံတယ်နောက်ခါကျတော့သူတို့ရဲ့အတွေ့အကြုံတွေကိုဖလှယ်တယ်နောက်စိတ်ပိုင်းဆိုင်ရာအားပေးမှုတွေလုပ်တယ်စုပြီးတော့လေ့ကျင့်ခန်းတွေလုပ်တယ်အဲ့ဒါတွေကိုလုပ်ခြင်းအပြင်လည်းဒီပါကင်ဆန်ယောဂတွေရဲ့ခုနစိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေကိုလျော့ပါစေပါတယ်ဟုတ်ကဲ့ပါနောက်တစ်ခုကတော့ဒီပါကင်ဆန်ယောဂကိုဆေးတွေခုနလိုမျိုးပြောတဲ့နီးလန်းနေနဲ့ကုသလို့မထိန်ချုပ်နိုင်တော့ဘူးเนาะအဲ့ဒါမျိုးဖြစ်လာပြီးမထိန်ချုပ်နိုင်တော့ဘူးဆိုတာဘယ်လိုအခြေအနေကိုခေါ်လဲဆိုတော့ဒီပါကင်ဆန်ဆေးတွေကိုနိုင်ဝက်တစ်ခါတစ်နာရီတစ်ခါတောက်နေရတယ်ဒီဆေးတွေကြောင့်မလို့လှုပ်ရှားမှုတွေကမမှန်တော့ဘူးရိမ့်နွယ်နေတဲ့ခန္ဓာကိုယ်တွေเนาะအဲ့ဒါမျိုးဆိုလို့ရှိရင်တော့ဒီဆေးတွေအပြင်တခြား advanced therapy လို့ခေါ်တဲ့အဆင့်မြင့်ကုသမှုတွေကိုကုသပေးဖို့လိုအပ်လာပါတယ်အဲ့ဒါတွေကတော့ deep brain stimulation လို့ခေါ်တဲ့အုံနောက်ထဲကိုလျှက်စစ်နဲ့အပြင်က pacemaker တက်တယ်လို့ပေါ့လှုပ်ဆော်ပြီးကုသတာအဲ့လိုလှုပ်ဆော်လိုက်တဲ့အတွက်ကြောင့်မလို့အုံနောက်ထဲကဒိုပါမင်းတွေပို့ပြီးထွက်လာစေရအောင်ပေါ့ဒါမျိုးလေးတွေနဲ့လုပ်လို့ရတယ်နောက်တစ်ခုကကျတော့ဒီဆေးတွေပေါ့levodopa ဆေးတွေတို့ apomorphine ဆိုတဲ့ Parkinson မှာသုံးရတဲ့ဆေးတွေဥလန်းချောင်းတွေကိုဓာတ်ရိုက်ထည့်တာဒါမှမဟုတ်ရှင်အရေပြားအောက်ကိုထည့်သွင်းထားတာဒါမျိုးလေးလည်းကုသလို့ရတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါမမဟုတ်ဒီလိုဆိုလို့ရှိရင်ဒီပါကစ္စတန်ယောဂကိုပေါ့နော်မဖြစ်အောင်ကိုကြိုပြီးတော့ကာကွယ်လို့ရလားဘလို့နေထိုင်စားသောက်မှုပုံစံမျိုးကဒီပါကစ္စတန်ယောဂကိုကာကွယ်ဖို့အတွက်အကောင်းဆုံးနည်းလမ်းဖြစ်မလဲရှင်မမဟုတ်ကဲ့ပါဒီပါကင်ဆန်ယောဂကိုလုံးဝမဖြစ်အောင်ကာကွယ်နိုင်တဲ့အထည်ပြုဆေးတွေနီလန်းတွေတော့တိတိကျကျမရှိသေးဘူးဒါပေမဲ့ဒီယောဂဖြစ်နိုင်ခြေကိုရှော့ချပေးတဲ့ဒီနေထိုင်မှုပုံစံလေးတွေဒီစားသောက်ပိုင်းဆိုင်ရာလေးတွေတော့ရှိပါတယ်ဟုတ်ကဲ့အဲ့ဒါကတော့ဒီပုံမှန်ကိုလည်းလှုပ်ရှားလှုပ်တာပေါ့ဟုတ်ကဲ့เนาะအဲ့ဒါမျိုးလေးတွေလုပ်ရမယ်ကိုလည်းလှုပ်ရှားလှုပ်တာဒီပါကင်ဆန်ယောဂဖြစ်နိုင်ခြေကိုတိတိတသားယုံနေတယ်လို့
ဒါတွေ့ရှိထားတာ strong evidence ပဲဖြစ်ပါတယ်ဘလို့လေ့ကျင့်ခန်းလဲဆိုတော့ပြင်းထန်လေ့ကျင့်ခန်းတွေပေါ့ရှေ့ရချင်းမှပြောသွားသလိုပဲဒီလမ်းကိုခက်တွတ်တွတ်လျှောက်တာကိုနောက်ကတယောက်ယောက်လိုက်နေသလိုပေါ့ကြားလိုက်နေသလိုလို့ပြောတယ်ဟိုလျှောက်တယ်နောက်ရေကူးတယ်ဒီတိုက်ကြီးကစားတယ်နော်အဲ့ဒါမျိုးတွေကလည်းအုံနောက်ကျန်းမာရေးအတွက်ရန်ကောင်းပါတယ်နောက်တစ်ခုကတော့ဒီကျန်းမာရေးနဲ့ညီညွတ်တဲ့စားသောက်မှုပုံစံတွေကလည်းပါကင်ဆန်ရောဂါဖြစ်နိုင်ခြေကိုရောချပေးတယ်နောက် antioxidant ကျွဲတဲ့အစားအသောက်တွေပေါ့ဒီလက်ဖက်စိမ်းတွေလို့နောက် berry သီးတွေနောက်ဟင်းခက်ဒီနနွမ်းမုံတွေပေါ့နော်အဲ့ဒါတွေစားသုံးခြင်းရတယ်အုံနောက်ရောင်ရမ်းမှုကိုရော့ပေးနိုင်တယ်လို့ယူဆကြပါတယ်နောက်တစ်ခုကကြတော့စိတ်တောက်တွေကိုရှောင်ကျင်တာဒါပတ်ဝန်းကျင်မှာရှိတဲ့အစိတ်တောက်တွေပေါ့နော်။ဘာတွေလဲဆိုတော့ဒီစိုက်ပျိုးရေးတွေမှာသုံးတဲ့ပိုးသက်ဆေးတွေပေါင်းတင်ဆေးတွေနောက်စက်မှုလုပ်ငန်းတွေမှာသုံးတဲ့ဒီဓာတုပစ္စည်းတွေအဲ့ဒါတွေနဲ့ထိတွေ့မှုအ ਨੇ ဆုံးဖြစ်အောင်နေရမယ်။တကယ်လို့ကိုကဒီလိုမျိုးလောက်ကင်နေလုံနေတယ်ဆိုရင်တောင်မှအကာအခွဲတွေတေချာယူပြီးတော့မှတုံးဆွဲရမယ်ပေါ့နော်။နောက်တစ်ခါကျတော့ဟိုအချို့တွေကပြောကြတာတော့ဒီပါကင်ဆန်ယောဂါဒီကော်ဖီတောက်တဲ့သူတွေဒီတစ်ဖက်ရည်တောက်တဲ့သူတွေအသင့်တင်ပေါ့တောက်တဲ့လူတွေကဖြစ်ဖို့နည်းတယ်ဆိုပြီးပြောကြတာတွေလည်းရှိပါတယ်နောက်ခါကျတော့ဗိုက်တာမင် D တွေလုံလောက်စွာစားရမယ်ပေါ့နော်အဲ့ဒါလည်းအာယုံကြောစနစ်ကိုအထောက်အကူပြုစေပါတယ်ဟုတ်ကဲ့ပါမမဟုတ်ခုဆိုရင်ပေါ့နော်ဒါဟိုမမျှဝေပြီးခဲ့တဲ့အတွက်ကြောင့်မလို့ပါကင်ဆန်ယောဂါနဲ့ပတ်သက်ပြီးတော့လည်းဒါအကြောင်းအရာအများကြီးကိုလည်းဟိုသိခွင့်ရခဲ့တယ်ပေါ့နော်မမဒါဆိုရင်နောက်ဆုံးအနေနဲ့ဒီတိရှိနေတဲ့မိဘပြည်သူအတွက်ကိုလည်းဒီပါကင်ဆန်ယောဂါနဲ့ပတ်သက်ပြီးတော့အရေးကြီးတဲ့အမှားစကားလေးများရှိရဆိုလို့ရှိရင်လည်းကြားပြပါအောင်ရှင်မမဒီပညာပေးဗီဒီယိုလေးကိုကြည့်ရှုခြင်းအပြင်ဒီပါကင်ဆန်ယောဂါနဲ့ပတ်သက်တဲ့ကျန်းမာရေးဗဟုသုတတစုံတရာရရှိသွားမယ်ဆိုလို့ရှိရင်အထူးပဲဝမ်းမြောက်မိပါတယ်အားလုံးအတွက်လည်းကြိုးရှိမယ်လို့ယုံကြည်ပါတယ်ဝေဒနာရှင်တွေနဲ့မိသားစုဝင်တွေအားလုံးလည်းစိတ်အချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းတို့နဲ့ပြည့်စုံပါစေလို့ဆုတောင်းစကားပြောကြားလိုပါတယ်ဟုတ်ကဲ့ပါရှင်မမအခုလိုမျိုးဖြေကြားပေးတဲ့အတွက်ရောဒီအစီအစဉ်လေးမှာပါဝင်ပြီးတော့ဆွေးနွေးပြောင်းဝေပေးတဲ့အတွက်ကောမမကိုကျေးဇူးတူပဲတင်ရှိပါတယ်ရှင်မမကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါရှင်အခုဆိုလို့ရှိရင်တော့ဧပြီလ17ရက်နေ့မှာကြာရောက်မယ်ကပ္ပပါကစ္စတန်ယောဂနဲ့အထိမ်းအမှတ်ဖြစ်ပါကစ္စတန်ယောဂနဲ့ပတ်သက်တဲ့ကျန်းမာရေးပုဒ်တရလေးကိုမျှဝေပေးခဲ့ရပဲဖြစ်ပါတယ်ရှင်ဒီအစီအစဉ်လေးကိုကြည့်ရှုပြီးတော့လည်းမိဘပြည်သူတို့ကကျန်းမာရေးပုဒ်တရရဲ့အများကြီးရရှိနိုင်မယ်လို့လည်းမျှော်လင့်ပါတယ်ရှင်နောက်ထပ်ဒီမှာလည်း IU International စေယုံကြီးရဲ့ Official Facebook Page YouTube Channel နဲ့ TikTok Channel တို့မှာအခုလိုမျိုးကျန်းမာရေးပုဒ်တရအစီအစဉ်များကိုစောင့်မျှော်ကြည့်ရှုပေးကြပါအောင်လို့ပြောကြရင်းနဲ့ဒီအစီအစဉ်လေးကိုဒီကွန်ထရိုလိုက်ပါရရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်